အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ video လေးမှာတော့ episode 1ကိုစတင်ချပါတယ်ကျွန်တော် episode တွေတစ်ခုချင်းစပြီးတော့ episode တစ်ခုချင်းစီမှာလည်းကျွန်တော်တို့farm result မဲ့အိမ် result မဲ့ပြင်ကျွန်တော် net rate တော့မဲ့ပြင်ကျွန်တော်another gun day with the rate မဲ့ပေါ့ဗျာ okay ကျွန်တော် episode တစ်ခုချင်းကစီကတော့တော်တော်လေးစဉ်းစားဖို့ကောင်းတယ်okay ကျွန်တော်အပေးကြပါဦးလို့ပြောချင်ပါတယ်ဗျ။ Okay ကျွန်တော်အိမ်ဆောက်ဖို့အတွက်ကျွန်တော်လိုအပ်တဲ့ data တွေကိုကျွန်တော်တောက်ခုမယ်ပေါ့နော်။ Okay ကျွန်တော်အိမ်ဆောက်တဲ့ data တွေခုမယ်။ Okay ဒီပင်ကြီးတွေရှင်းကောင်းမယ်ထင်တယ်ဗျ။ Okay ကျွန်တော်ကြောက်လဲတူပါတယ်။ပင်ကျွန်တော် code related တူပါတယ်ခင်ဗျာ။ Okayကျွန်တော်ဒီမှာကိုတူနေ iron တွေ့တယ်ပေါ့ဗျာ okay ကျွန်တော်ဘယ်နှတုံးလဲဆိုတော့ iron နှစ်တုံးပါ okay ကျွန်တော်ဒီနေရာမှာ insert ဖို့စိတ်ကူထားတယ်ဗျ okay ကျွန်တော်ဘယ်လိုစုံမလဲဆိုတော့ကျွန်တော်တစ်ပင်ဆောင်မယ်ပေါ့ဗျာ okay ကျွန်တော်insert တစ်ပင်တွေအများကြီးခုမှရမယ်ဗျ okay ကျွန်တော်ဒီမှာပေါ့နော်ဟောပေါ်ဆိုမှကျွန်တော်စောင်းရင်ကောင်းမယ်ထင်တယ်ဗျဟုတ်တယ်Oh shit, what the heck skeleton generated the G2 ha? What the meme Oh, jo, tema tipin li kulay pare ba? Okay, kuna lumio skeleton dreams spawn na yun jo. Tosh tun tama ya me ba? Okay, jo tago apo tisep kuyang. Okay, jo apo yabi bono.ကျွန်တော်ပေါ်ရောက်ပြီဆိုတော့ကျွန်တော်ဘယ်လိုဆောင်းမလဲဆိုတော့ကျွန်တော်ဒါတွေ့လာမှကျွန်တော်ဘယ်လိုဆောင်းမလဲဆိုတော့Okay ကျွန်တော်ဘယ်လိုဆောင်းမလဲဆိုတော့ TV ပေါ့နော် Okay ကျွန်တော်ဘယ်လိုဆောင်းမလဲဆိုတော့အဆုံးထိတော့ကြည့်ရှုလိုက်ကြပါဦး Okay ကျွန်တော်ဆောင်းလိုက်အောင်မယ်Okay ကျွန်တော်ပြီးတော့ပြီပေါ့နော်ကျွန်တော်နိုင်ရန် review ဆောင်းမလဲဆိုတာကိုတော့ကျွန်တော်ဒီတိုင်းပဲဆောက်လိုက်ပါမယ်ကျွန်တော်နိုင်ရန်လေးကတော့ပေါ့ Okay ကျွန်တော်ဒီတိုင်း level 7 comment တင်တယ် Okay ကျွန်တော်နိုင်ရန်လိုက်ပြီးတော့ကျွန်တော်ဒီရှေ့ဘက်နေနေလေးကိုကျွန်တော်ဒီလိုလေးလုပ်ရအောင် Okay ဒီလိုမှပို့ပြီးတော့ချီကောင်းမလေးဟုတ်တယ်မလား Okayကျွန်တော်ကိုလိုနေတယ်လို့ okay ကျွန်တော်ဒီကျွန်တော်ခေါင်းမိုးကိုလည်းကျွန်တော်ဒီတိုင်းပဲဆောက်လိုက်ရအောင် okay ကျွန်တော်ခေါင်းမိုးဆောက်ပြီးမှပြန်တွေ့ကြမယ်ကျွန်တော်ခေါင်းမိုးကိုဆောက်ပြီးဒါပေမဲ့မပြီးသေးပါဘူး Okay ကျွန်တော်ဒီမှာခေါင်းမိုးဆောက်လုပ်ပြီးတော့ပါပြီခင်ဗျာ Okay ကျွန်တော်ဒီတိုင်းလေးပါပဲကျွန်တော်အင်္ဂါရောရိုးရှင်းပါတယ်ဗျ Okay ကျွန်တော်မင်းကျွန်တော်ပရင်ပေါ်လီရီဟိုပရင်ပေါ်လီရီကျွန်တော်လိုဖို့ကျွန်တော်တဲတော့ရှာရအောင်ဝါဟိုမှာကျွန်တော် spawn တဲ့နေရာမှာကန်ချီရှိရဗျအဲ့နေရာမှာတဲရရှိလောက်မလားဆိုတော့ကျွန်တော်ပြန်တော့ကြည့်အောင် Okay ကျွန်တော်စီးနေပြီပေါ့နော် Okay ကျွန်တော်စီးနေပါတယ်လဲဆိုတော့ပါ zombie အိုးလိုက်ကြည့်တွေ့ပါတယ်လို့ဟုတ်ကဲ့ Okay ကျွန်တော်အောက်ကိုပြန်တော့မှရရင်အောက်မတွားရင်ကျွန်တော်အပေါ်မှာလုံးစရာကဘာမှရှိတော့ဘူးလေဟုတ်တယ်မလား Okay ကျွန်တော်ဆုံးတော့ street ထွန်းထားမှရမယ်ဗျ Okay ကျွန်တော် zombie တွေပေါ်တက်တလမ်တီ wait what the heck ခုနက skeleton ပေါ်တယ်ဟာ what the heck what the ကျွန်တော်ပြေးမရမယ်ပြေးတာကွာ
ကျွန်တော်တင်မတင်ခုံမစင်းပါဘူးဗျာโอเคကျွန်တော် item တွေပြန်ယူမှရမယ်ဗျဘာဖြစ်လို့ဆိုကျွန်တော်ခိုးတွေလည်းအများကြီးပါသွားတယ်ဘောနော်ခိုးတွေလည်း torch တွေလည်း one step လောက်ပါသွားမယ်တင်တယ်ဟုတ်တယ်ကျွန်တော်ရင်ဆုံးအိမ်မိုက်โอเคကျွန်တော်ဒီအသက်စင်းလုပ်တဲ့ဒီလေကားလေးကိုဘောနော်ကျွန်တော်ပေးနာလေးကနေကန်ကောင်းမလားလို့ဘာဖြစ်လို့ဆိုပြိုကြတော့မလို့ကျွန်တော်စင်းတဲ့ချိန်နဲ့ကျွန်တော်ပြုတ်ချက်နေတယ်ဘောနော်ဒါလေးကမကောင်းโอเคကျွန်တော် zombie ရရှိသေးတယ်ဗျโอเคကျွန်တော် item တွေပဲရောက်သွားတယ်လည်းအောင်ကျွန်တော် exp တွေတည်ရောโอเคကျွန်တော် item တွေပြုတ်တော့ရကျွန်တော် biggest fish ပြန်ရှာတွေ့တယ် what the ကျွန်တော်အရင်ဆုံးကန်းချီကိုအရင်တွားကြရအောင်ခဏနေမှာ item တွေကိုပြန်ရှာကြမယ်โอเคwhat the ဖြစ်တဲ့ skeleton โอเคကျွန်တော်ဘယ်နားလေးမှာစမ်းရှိမလဲဆိုရင်တော့โอเคအားရအောင်ကျွန်တော် spawn နေနေကကြောက်လုံးတွေရှိပါပဲလားကျွန်တော်ခုမှတတိရတယ်ကျွန်ကန်းချီတင်ရတဲရနေပြင်းဟိုမာတဲတော်သေးတာပေါ့ကွာကျွန်တော်ဒီမှာ iron ဘယ်နှလုံးလဲဘယ်နှလုံးလဲရောတရုံးပဲလားရောโอเคရောမှာတဲရီတွေ့ပြီโอเคကျွန်တော်လူတလောက်တူရအောင်ပေါ့နော်โอเคကျွန်တော်တဲရီကိုတော့လူတလောက်တူပြီပြဟိုမှာချလိုက်ကျွန်တော်အိမ်ရောစောက်ရန်လာတာပဲရောကျွန်တော်အိမ်ကိုချလိုက်မိုက်ချက်ကျွန်တော်အိမ်โอเคကျွန်တော် item တွေကိုပြန်ရှာကြရအောင်โอเคကျွန်တော်ကြားတဲ့နေရာကပင်နာလေးလဲဆိုတော့ဟိုမှာတိပိတင်ကျွန်တော် item တွေဒီမှာအေးဟုတ်တယ်တော်သေးတော့ကွာ torch လေးက63 โอเคကျွန်တော်ဒီမှာ torch လေးတွေပြန်ထွင်းအောင်အဲ့ဒီ zombie တွေပြန် spawn မှာဆိုလို့ဗျโอเคကောင်းပြီโอเคကျွန်တော်ပေါ်ပြန်တကြမယ်လို့โอเคကျွန်တော်ပေါ်တက်ဖို့လည်းရခဲ့ဗျโอเคကျွန်တော်ပေါ်ရောက်ပါပြီကျွန်တော်ဒီနားလေးတွေကိုကျွန်တော်glass တွင်နေကျွန်တော်လုံးဝပဲပြပါတယ်ဗျကျွန်တော် insoda တွေကိုမြည်ဖို့ရအောင်ပြီးချိုးရပြီဒီလိုမျိုးလုပ်မယ်ပေါ့နော်โอเคကျွန်တော်အစားကဒီအလေမှာလို့ပို့စစ်ကိုထားတာဗျကျွန်တော် glass တွေကကျွန်တော်အထက်လည်းမဟုတ်ဘူးတော့အပြင်လည်းကိုပြောတာโอเคကျွန်တော်ဒါကတော့အပေါ်ကfuel လေးပဲပြောနေဗျโอเคတော်လေးကိုမြင်ပါတယ်ပြူကြလိုက်တော့ကွာโอเคကျွန်တော်နည်းနည်းလို့သေးတယ်ဆိုတော့โอเคကျွန်တော်ဒါလေးတွေဒီမှာ1 2 3 4 5โอเคကျွန်တော်ဒီမှာကတော့အပေါ်ရီသူမိပြန်ပြီပေါ့နော်ကျွန်တော်လည်းအများကြီးလို့မထင်လို့โอเคကျွန်တော်အောက်ကနေပြန်ကြည့်အောင်ကျွန်တော်အိမ်လေးကိုဘယ်လောက်ထိကျွန်တော်အထက်ကိုတော့ကျွန်တော်decoration မစင်ရသေးဘူးပေါ့နော်အဲ့တော့စောက်ပြီးတော့ကျွန်တော်နောက်ပစုကြမှာကျွန်တော်ဖြည်းဖြည်းလေးကျွန်တော်ဆက်လို့ရအောင်โอเคကျွန်တော်အောက်ကနေကျွန်တော်ရင်ကိုပြချင်လို့ပေါ့နော်โอเคကျွန်တော်စင်တာနဲ့ညရောက်တာနဲ့ကိုတီးပဲပေါ့နော်ကျွန်တော်ဘာဖြစ်မလဲဆိုတော့ကျွန်တော်မသိဘူးโอเคကျွန်တော်အောက်ကနေပြောင်းကျွန်တော်အောက်ကနေချင်းတင်မလာတာပဲဟုတ်တယ်တယောက်ကနေနေလို့နေသေးတယ်ပေါ့နော်โอเคကျွန်တော်နောက်ပစုကြမှာအေးဆေးထက်လို့ရအောင်ကျွန်တော်အခုလောက်တာနိုင်လောက်ရှိပေါ့နော်ကျွန်တော်နည်းနည်းလေးပြင်မှတ်တော့ပြီကျွန်တော်
ဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျန်နေတဲ့တဲ့ဆိုရင်$6လေးနဲ့ကုန်ပြီးပေးတော့ကြပါဦးအားလုံးပဲညဗီဒီယိုမှာပြင်သွင်းကြ